ကြီးပါကျွန်မပြစ်ပေါက်ပြီးထားခဲ့တာကောက်မှာတော့ဆရာကြီးကိုစိတ်ကောင်းကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာကြီးကိုစိတ်ကောင်းကျွန်တော်တို့နှုတ်ဆက်ပါတယ် ငါ့နှုတ်ဆက်အောင်မင်းတို့ကဘူးတွေလဲကွာတခိုးတွေပါတခိုးတွေကိုပြစ်ကိုခံဟုတ်တယ်မှန်တယ်ဆရာတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ်မင်းတို့ကရောဘူးတွေတော့တပည့်ကိုပြစ်ကိုခံဟုတ်တယ်မှန်တယ်ဟုတ်တယ်မှန်တယ်ဆရာတို့နှုတ်ဆက်ပါတယ်မင်းတို့ကရောဘူးတွေတော့ဟုတ်တယ်ကိုပြစ်ကိုခံဟုတ်ကဲ့ဟုတ်တယ်မှန်တယ်ကျွန်တော်တို့ပါတယ်ဒါရလည်းကျွန်တော်တို့ပါတယ်ဒါရလည်းကျွန်တော်တို့ပါတယ်ဟာတကြီးကြီးလဲကွာဒါပါတော့မင်းကောင်းနေပါဆွေးရုံစရာကောင်းလိုက်တာဒါတော်တော်ရုံမာတာပဲကွာအဲ့ဒီလုံးတွေဆက်မလုံးနဲ့ငါအားမပေးဘူးဟဲ့ကောင်းလေးဒီမတိန်ကောင်းလေးကိုမင်းတို့အားပေးသလားအားပေးဘူးအားပေးမင်းတို့ပြောတာမင်းတို့ရှင်းကြတာဒီမှာလူကလေးမဟုတ်ဘူးကျုပ်ကလူကြီးမို့လို့ခင်ဗျားတို့ကျုပ်ကိုထောင်ချပြီမို့လား ကောင်းပြီလူကြီးမောင်မင်းကြောင့်ကျွန်တော်ထောင်ဆူသွားတာထိသလားဒါကြောင့်မောင်မင်းကိုကျွန်တော်ကြီးလေတဲ့အဖြစ်ကိုဖေးရလိမ့်မယ် အပြည့်ပဲပေးပေးဒီမှာပဲပြန်ခေါ်ထားကျုပ်ကအရေးကုန်မလုပ်ဘူး စိတ်ကွာကျွန်တော်တို့အင်္ဂလိပ်လူမျိုးကတိတ်ပြီးတော့စိတ်ကကြည့်တာသူ့ပေတဲ့လူကိုဘယ်တော့မှပြန်ဖမ်းတဲ့ထုံးစံမရှိဘူး Thank you မောင်မင်းကျွန်တော်ရှိရထပ်သွားရင်ကောင်းမယ် ကျုပ်တို့မြန်မာလူမျိုးတွေအာကူတန်ရောကြည်လားထောင်ထဲမှာဘယ်လောက်ပဲဒုက္ခရောက်ရောက်ဒီထောင်ကိုပြန်လာဖို့နည်းနည်းလေးမှကိုမစိုးရိမ်ဘူး မောင်မင်းကျွန်တော်ရှိကထပ်သွားရင်ကောင်းမယ်ထင်တယ် I have to relax ဒီတဲ့မြန်သွားစေချင်ထောင်မင်းရေမော်ဒန်ကျူလိုက်ဖို့ပဲ ဆက်ကလေးစကျွန်တော်စီးတဲ့ကားနဲ့စိတ်ဖောက်အများဆုံးပိုးပေးလိုက်ရစ မင်းဝစားလေးကြတယ်ဒီဝစားကြီးထောင်ကြတယ်သူဖို့တာကျုပ်ကမတတိဘူးဝစားလဲမယ်ထောင်လွတ်ပြီးပျော်ပါနဲ့ပြန်မယ်နေဝလာလေဒီမှာလေ ဟို no ဆက်ကလေးစတူလောက်ချင်တာတွေအများဆုံးလုပ်ပေးလိုက်ရစ you get out Thank you ship thank you ထောင်မင်းသွားမယ် you get out man ကိုစိတ်ပါ ဟာရှင်နေမှာမလား ဟုတ်ပါလားနင်းမောင်ကိုစိတ်ဖွားဒီနေ့ထောင်ကလွတ်မယ်ဆိုတာသိလို့ကျုပ်ခဏနဲ့တွေ့အောင်လာခဲ့တာ ကျုပ်လူသူ့ဘရာစာတယောက်ကိုခမည်းလူနာမည်ကျော်စုံတော့ကြီးကလာတွေ့တယ်ဆိုတော့ ကိုစိတ်ဖွားခမည်းကအကြံဉာဏ်ကောင်းနေရှိခမည်းကတတ်တည်ရှိခမည်းလိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတယောက်ကိုကျုပ်ကျိုးစင်ပို့ချင်တယ်ဗျာဒီတော့ခမည်းကျိုးစင်တက်ရမယ်အလုံးမျိုးတွေကိုမလုံးမိဘူးကျုပ်တတိပေးချင်တယ်ကိုစိတ်ဖွားလူပေါင်းလူဖွဲ့စီမှနေလူဖွဲ့စီကတတ်မှတ်ထားတဲ့ဥပဒေဆိုတာရှိတယ်ဒီဥပဒေကိုခမည်းလိုက်နာဖို့လိုလိမ့်မယ် ပြည်ထစာအစိုးရတွေကမြန်မာတွေကိုကြုံပြုတ်ခြင်းလို့ထုတ်ထားတဲ့ဒီစကလုံးအဆုပ်ပလုတ်တွေကိုကျုပ်တို့ကနားထောင်ပြီးရင်ကျုပ်ကိုချီနှောင်မဲ့တန်ကြိုးကိုတန်ကြီးမတက်အောင်ရေနံကြီးတုတ်ပေးလိုက်လို့ဖြစ်မှာပေါ့
ဟုတ်တယ်ကိုစိတ်ခွာလူဖွဲ့စီမှာဥပဒေဆိုတာရှိတယ်တိုင်းပြည်တစ်ပြည်မှာဥပဒေဆိုတာရှိတယ်ဒီဥပဒေမရှိရင်ကျုပ်တို့မြန်မာပြည်ကြီးမှာမတရားမှုတွေကြီးနိုင်နေခြင်းမှုအများကြီးပေါ်တာဒီဥပဒေကမရှိလို့ဖြစ်ဘူးကိုစိတ်ခွာ ကိုနှင်းမောင်ကဥပဒေဘက်တော်သားကြီးပေါ့ဟုတ်လားကိုနှင်းမောင်ရာဇဝမှုကျူးလွန်နေတဲ့လူမေးလိုက်တန်းစီမင်းတို့ကောင်းနေဘာဖြစ်လို့ဒီရာဇဝမှုကြီးကိုကျူးလွန်နေကြတာလဲမင်းတို့ကျူးလွန်ခြင်းလို့ကျူးလွန်နေကြတာလားလို့မေးကြည့်မလွဲမရှောင်သာကျူးလွန်ကြရတာဘယ်သူမှထောင်ထဲမှာအကြာကြီးကြီးကြက်ကြက်တွေမနေချင်ဘူးဘယ်သူမှကျိုးစင်ပေါ်မတက်ချင်ဘူးဒါကိုခမည်းတော်ပလိတ်တွေခမည်းတော်ဥပဒေဘက်တော်သားတွေမေ့နေတာအခုကိုနေမောင်လာပြောတာကိုနားထောင်ပေးလိုက်ပါမယ်ကျုပ်ကလည်းရာဇဝမှုဆိုတာကြီးကိုမကျူးလွန်မိအောင်နေလို့ရသလောက်နေပေးမယ်ဒါနဲ့ကျုပ်ကလည်းမတရားတာဆိုမကြိုက်ဘူးနော်ကျုပ်ရှိမှမတရားတာရှိနေရင်မြင်နေရရင်ကျုပ်ကကျူးလွန်မိပါပဲအဲ့လိုကျူးလွန်ပြီဆိုရင်လေကျုပ်ကိုကြိုးစင်ပို့မယ်ဆိုတဲ့နှင်းမောင်ခင်ဗျားကျုပ်ကအရင်သတ်မှာမှန်လားကိုစိတ်ခွာ ဟောစိတ်ဖွားပြောပြီးဖြစ်အောင်ကိုလုပ်တာဟာဘုန်းနေမောင်အနောက်က ဟာသွားမယ် ကျုပ် IP အောင်သိမှာကိုစိတ်ပါ အုပ်စုနဲ့ကိုသူ့ရဲ့လာကိုလိုက်ပြီးတော့ဘူလောင်ပို့ပေးတယ်ကျေးဇူးတင်ပါတယ်ဂုဏ်ယူပါတယ်ဗျာ စိတ်ကအင်းစိန်တော်ကလွတ်လာပြီးတော့ဒီကြီးမနေပြီးတော့ပါလာလွတ်တာ ကျုပ်ဒီထောင်းလွတ်တယ်လေအဲ့တော့ကျုပ်ကပြောတာပေါ့ရောင်တစ်မျိုးလုံးကိုပတ်ပြီးတော့ကြီးမနိုင်ဘူတိုင်းဝါနေကိုညံဘူလောင်ပြန်မယ်အဲ့ဒီကနေမှတောင်ကူရထားစီးမယ်ဟိုမှာကျုပ်တင်ချိုင်းရှိတယ်ဗျာကဲ ကိုစိတ်ခွာကျုပ်မှားလိုက်တဲ့စကားတွေကိုတော့အမြဲတည်းရဖို့လုပ်နေတော့ကျုပ်ထပ်ပြောလိုက် ကိုညီညီ ဗျာ ခမရကဝင်သာလူစိတ်ဓာတ်ရှိတယ်တာပြောတာဗျာတယောက်ယောက်နဲ့ရန်ဖြစ်နေရင်ဖြစ်နေရမှာဒါမှမဟုတ်လို့ရှိရင်တော့ညင်းခုန်နေရမှာအားရမယ်လူစားလားဗျာ အမအကျွေးမဆတ်နိုင်လို့ထောင်ထဲရောက်နေတဲ့တထေးအစုပ်အပြက်ကလည်းဟင်ခမရထောင်ထဲရောက်တာတော့ကြီးကျယ်နေလို့ရှိတယ်ဘာလဲခမရ ဒီမှာလေကုန်ခံညင်းနေမယ်စားအလောင်းစားလို့ အမေမန်နေဂျာကြီးစကားပြောရင်လောင်းစားပိုင်မပြောတတ်ဘူးဟလားအဲ့ဒီအလောင်းစားကြောင့်လည်းအခုဒီရောက်နေတာ ဟုတ်တယ် ဒါမှမဟုတ်ဒီကိစ္စကိုကျုပ်ဘယ်လိုဆုံးဖြတ်ပြရလဲပြောဆုံးဖြတ်ပြမယ် လက်စားမှုနဲ့ထောင်ကြနေတဲ့ဝင်းတော်မင်းကခမရဘာကိုဆုံးဖြတ်ပေးမှာဟင်ဘာကိုဆုံးဖြတ်ပေးမှာလဲ အေးတခုပေါ့ဗျာ ဒီမဲ့ကျွန်တော်ပြောမယ်စัจ java လာအတွင်းမှာရှိတဲ့ရုပ်ဝတ္ထုအားလုံးဟာဖြစ်ပြီးရင်ပြက်မယ်ပြက်ပြီးရင်အကျွင်းမဲ့ပျောက်ဆုံးသွား လုံးဝ ပြောတာ အဲ့ဒါလုံးဝမဟုတ်ဘူး ဟမ် အဲ့ဒါလုံးဝမဟုတ်နိုင်ဘူး အဘာလို့လဲ ကျုပ်ညင်းပြမယ်ဒီမှာမြင်ကြီးလေးတစ်ခုပေါ့ဗျာ ဟုတ်ပြီဗျာ အဲ့ဒီမြင်ကြီးလေးမှာတွင်းတွင်းတူးလိုက်တယ်ကဲတွင်းရတော့ဖြစ်သွားပြီ အဲတွေးဖြစ်သွားတော့ကျုပ်တို့အခုညင်းနေတဲ့ကိစ္စဘာဖြစ်မှာ ဒီအုံးလေဗျာခမရကျုပ်ပြောနေတာတော့ဟုတ်လေဗျာနားထောင်အောင်လေနိုင်မှညင်းလေခမရအဲ့ဒီတွင်းတော့ဖြစ်သွားပြီတွင်းထဲကမြေကြီးတွေကပျောက်သွားတာလားမပျောက်ပါဘူးဟာဒီမြေကြီးတွေပေါ်မှာ तू ကမြေပုံလေးတစ်ပုံဖြစ်သွားတယ်အဲ့ဒါရွေ့လျောတဲ့သဘောပျောက်သွားတာမဟုတ်ဘူးရွေ့လျောတာ ပြောက်တာလည်းမဟုတ်ဘူးရွေ့လောတာမဟုတ်ဘူးပြက်တာဗျာ ဟာပျောက်တာ ဆင်းရပြက်သွားတာလေမြေပြင်းကနေတွင်းဖြစ်တာပြက်တာပါ ရွေ့လျောနေတာဗျာခမရလေ ဟာခင်ဗျားတို့ကလည်းဒီလောက်ကြီးကိုညင်းနေရလားဗျအလောင်းစားလို့အရှုံးနိုင်လို့နိုင်တဲ့ဘက်ကကျုပ်နေမယ် ဩခမရတော်နာသွားမယ်နော် ဟာလောင်းစားလို့တဲ့ဆိုတွေကကျုပ်ကနိုင်တဲ့ဘက်ပဲနေခြင်းနေ အေးပါအေးပါအဲ့ဒါကိုကြည့်အဲ့ဒါကိုကြည့်နိုင်တဲ့ဘက်ကိုနေကျင်နေဆိုတဲ့ကွာသူ့စိတ်ကရွေ့လျောသွားတာရွေ့လျောသွားတာ မဟုတ်ဘူးပြက်တာ ဟာရွေ့တာပါဗျာခမရလေပြက်တာ ပျောက်တာပျောက်တာပျောက်တာ ရွေ့တာ ပြက်တာပါဗျာ ရွေ့တာပါ ပြက်တာ ရွေ့တာ ပျောက်တာဗျာ
အဲ့ဒီထဲမှာကျွန်တော်လည်းနည်းနည်းဝင်ပြီးညင်းကျင်တယ်ဗျာ ကိုစိတ်ဖွားကျွန်တော်တို့ပြောနေတဲ့အကြောင်းအရာတွေကိုခင်ဗျာဘလောက်များသိလို့ဝင်ပြောခြင်းရတာလဲ ကျွန်တော်ဒီမှာတရားမှတ်တာဗျာအာယုံနဲ့ဒါပဲပုံစံကျွန်တော်လည်းစိတ်ဝင်စားပြောကြည့်တယ်ကျွန်တော်လည်းခင်ဗျားတို့လိုပေါ့ဥပမာနဲ့ပြောမယ်နော် ပြောဗျာဒီလိုဆိုလေပြော လက်သမားတယောက်ဟာဒီဇဝဲကိုလုပ်လို့ဆိုတော့အဲ့ဒီဇဝဲကိုသူ့ရဲ့အတ္တပညာနဲ့ဇဝဲကိုပေါ့နော်ဒါပေမဲ့အဲ့ဒီဇဝဲကိုဖြစ်စေတဲ့တစ်သားကိုလုပ်တစ်သားကိုလုပ်နေတာတစ်ပဲအဲ့တစ်ပင်ဆိုတာကလည်းသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရေမြေလေမီအဲ့ဒီဓာတ်သဘောတွေကိုသူကအချိုးကျသူကစုဆောင်းပြီးတော့ဖွဲ့စည်းဖန်တီးတာအဲ့တော့ဒီဇပွဲကိုကြီးကအချိန်ကြာလာရင်သူကပြက်စီးသွားအဲ့ဒီဇပွဲကိုလုပ်ထားတဲ့တစ်သားကိုပြက်စီးတဲ့သဘောရှိတယ်ဒီထဲကဒီအခြေခံဓာတ်သဘောတွေအနည်းနားမှာရှိတယ်သူတို့ ਨੇ ဓာတ်ချင်းတူတဲ့ပစ္စည်းတွေနဲ့ပေါင်းပြီးနောက်ထပ်ရုပ်ပစ္စည်းတစ်ခုပေါ်လာဒါဟာရုပ်ဝတ္ထုအထုံးဖြစ်တယ်ခင်ဗျားတို့ကကျုပ်ဆွေးနွေးတာလက်မခံ ဟောလက်မခံလို့မဟုတ်ပါဘူးစိတ်ဖွားရကျုပ်တို့အခုဆွေးနွေးနေတဲ့အကြောင်းအရာတွေတော်တော်တန်တန်လူကဝင်လည်းမပြောနိုင်ဘူးဝင်လည်းမငင်းနိုင်အမတန်ကိုမြင့်တဲ့ subject တွေကိုဆွေးနွေးနေအဲ့ဒါကိုကျုပ်အံ့ဩလို့ခင်ဗျားမေးချင် ကျုပ်ကတောင်လူတင်းကျန်းတူရရာသာလို့ခင်ဗျားတို့မြင်ထားတော့လေကျုပ်နဲ့ပတ်သက်တာပေါတူးလို့တင်းကျန်းလို့ခေါင်းလို့ဂူလို့ပေါ့အကျုပ်သိနိုင်တာကဂူကိုဒီလိုက်ဘယ်လောက်သုံးလဲတဲဘယ်လောက်ထည့်ဘယ်လောက်သိတယ်ခင်ဗျားကထည့်တာခင်ဗျားတို့မသိနိုင်ဘူးကျုပ်ကတင်းကျန်းနေလာနေတယ်လူတွေဂူမအပ်ရင်ပိုးနေတဲ့အချိန်ကျုပ်ကဘာလို့ကောင်းလဲကျုပ်ကစဉ်းစားကျုပ်တို့တင်းကျန်းခဏခဏဝါကြောင်းနေလို့ရှိတယ်။နောက်ကျုပ်တို့တင်းကျန်းနေမှာဇေယျတစ်ခုရှိရဗျာ။နောက်တရားကျင့်တဲ့လူတွေဒီဇေယျထဲကိုတော်တော်လာကြ။လာကြတဲ့အထဲမှာတခိုးပါတယ်ဓမြပါတယ်။ကြောင်းဆရာပါတယ်ဘိန်းတော်ဆရာပါတယ်။တိုင်းရေးဆေးဆရာပါတယ်။အဲ့တော့ဒီလူတွေစီကပညာတွေကိုကျုပ်ကတက်ချင်လို့အချိန်ကဘုံနည်းနည်းစီလိုဒီလိုနဲ့တင်တာသူတို့ရဲ့ဝေယဝဆာလည်းကျုပ်ကလုပ်ပြီးကျုပ်ကိုသိပေးတယ်ဗျာအဲ့တော့ကျုပ်ကလည်းကြားဘူးနာပါရှိခင်ဗျားတို့ပြောတဲ့အကြောင်းကျုပ်ကတရားလာထိုင်နေစက်ကူကဆရာတရားကိုပြီးပြီးသူနဲ့စကားပြောနားအောင်လို့အဲ့ဒါခင်ဗျားကိုဝင်ပြောတာ ကိုစိတ်ဖွား ဗျာ ကျုပ်တာဗျာယာတို့တစ်ခုဝုန်းကလေးပေးနိုင်ရင်လေခမရောက်ဒေါက်တာဘွဲ့ပေးပြီးတော့ပရော်ဖက်ဆာခတ်လိုက်တယ်ဗျာ ကျွန်တော် အေး ဟုတ်တယ် ဒေါက်တာဘွဲ့ပေးပြီးပရိုဖက်ဆာခတ်မယ် ဟုတ်တယ်ဗျာ ဟဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ကစပြီးတော့ကိုစိတ်ဖွားကို Professor ဒေါက်တာစိတ်ဖွားလို့ခေါ်ရဗျာ ဟုတ်တယ်ပရော်ဖက်ဆာဒေါက်တာစိတ်ဖွားပရော်ဖက်ဆာဒေါက်တာစိတ်ဖွားပရော်ဖက်ဆာဒေါက်တာစိတ်ဖွား ခက်တော့လေနိုင်မနေနဲ့လေမတောင်ကိုရောက်တော့မယ် ဟုတ်ကဲ့ ဟာငါလည်းမသိဘူး လူတစ်အများကြီးတိုးလာတာပဲဟမ်အုပ်ကူလေးတွေစင်လူလေးတွေနဲ့အုပ်စုလိုက်များကားမှောက်သေးသလားမသိဒီဟောင်းကြီးကတော့ဒီတိုင်းအုပ်ကလေးတွေနည်းနည်းဒီနားနည်းနည်းကျိုးနေတာပဲဒါပဲပြောင်းအုပ်ကူပေါက်တာပဲအပြောင်းလဲရှိအကုန်စုတွေပဲအာ ဒီမှာမိတ်ဆွေခင်ဗျမသားကိစ္စတွင်းတူဖို့လာတယ်ဆိုတော့နေ့လည်2နာရီမှလာကျုပ်ကဒီချိန်နားချိန်ညာ ဟာသူကကိစ္စကျုပ်လာတာမဟုတ်ဘူးကျုပ်ကသူ့ဘာယာစာစိတ်ဖွာတယ်ဗျ အော်သူ့ဘာသာစိတ်ဖွာ ခင်ဗျသူ့ဘာဆိုင်လာပြီးမိတ်ဆက်နေတယ် မိတ်ဆက်တာမဟုတ်ပါဘူးကျုပ်ကဒီသင်းချိုင်းမှာသူ့ဘာယာစာလှုပ်ဖူးတယ်လှုပ်တယ်ဒါပြောတာ အာရှင်းလူကြီးစကားတဲမနာကို
အစစ်တယောက်တဲ့အထုတစ်ထောင်နဲ့အယောင်ဆောင်တစ်သိန်းနဲ့ဗျာ မဟုတ်ဘူးမိတ်ဆွေကြီးကျုပ်ကအယောင်ဆောင်မဟုတ်ဘူးကျုပ်ဒီသင်းချိုင်းမှာကျုပ်လုတ်ခဲ့ဘူးတယ် ဘယ်တော့မှလုပ်ဖူးတာလဲဗျာကျုပ်ဒီသိန်းချိုင်းကုန်းမှာလုပ်နေတာ10နှစ်ရှိပြီ ။ဩခင်ဗျမယုံမဲကိုဒီဂူနာမည်တွေကျုပ်အလွတ်ရွတ်ပြဘယ်ဂူကဘယ်သူဘယ်နာဂူကဘယ်သူကျုပ်အလွတ်ရလုံခဲ့တဲ့10နှစ်တုန်းကလူသတ်မှုဖြစ်တယ်။အဲ့ဒါကိုကျုပ်ကမတရားလို့ကြာရပါပေးမိတယ်10နှစ်ကြာပါ လူငယ်တဲ့10နှစ်လောက်ကဆိုတော့ခင်ဗျသူ့ဘာသာအလုပ်ပြုတ်ပြီးဆိုတဲ့သဘောထားလိုက်ပါဦးဗျာ ။ဟာအဲ့လိုတော့မလုပ်နဲ့ဗျာကျုပ်ကဒီနေ့မှထောင်းရလွတ်တာလှုပ်เสียအလုပ်မရှိဘူးကျုပ်အလုပ်ကလေးတော့တစ်ခုဖဲ့ပေးပါတောင်းမှန် ဒီမှာမရှိခင်ဗျအလုပ်ဖဲ့ပေးလို့မရဘူးဗျာကျုပ်မှာမိသားစုဆရာရှိတယ်ပေးလောက်မလဲ ကျုပ်ကတယောက်တည်းသမားပဲဗျာပြလက်ထောက်လို့တော့ခတ်မော်လက်ထောက်သူ့ပါရတာဗျာလူစားမှာဗျာအားကိုးပါလေ ဒီမှာမရှိကျုပ်မှာလက်ထောက်တွေအများကြီးဗျာ ။ဘာမှလည်းတယောက်မှမပြောပါလား လူတွေကလည်းကျမ်းမာရေးကောင်းတယ်ထင်ပါတယ်ဗျာတလမှာ2လောင်းပဲလာတယ်ဗျာအဲ့တော့သူတို့တော့ကိုငဲ့ညာပါဗျာ ကျုပ်ကတယောက်တည်းဖြစ်တဲ့နီးနေခံဗျာကျုပ်ရန်ကုန်ကနေတော့လာတာဒီမှာမှအလုပ်မြင်ဘယ်လိုလုပ်မလဲကျုပ်လက်ထောက်လို့တော့ဖြစ်အောင်ကျွန်တောင်းမှာပါ ကျွန်တော်ခမရောပြောခဲ့ပြီးပြီပဲဗျာကျွန်တော်လက်ထောက်တို့ကိုခမရငဲ့ညာပါမြန်မာပြည်မှာလေတင်းငိုင်းနေအများကြီးခမရတယောက်တည်းလုပ်လို့ရပါတယ်ဗျာဘယ်တင်းငိုင်းဖြစ်ဖြစ် လူခလေးမောင်ထဲမှာဒီမှာဖြစ်နေတဲ့အမှုတွေအားလုံးဟာလူခလေးမောင်နဲ့မောင်တို့ဗမာလူမျိုးတွေကြီးဖြစ်နေတဲ့အဲ့ဒါခေါင်းသလား ကောင်းပါလေ what ဘာခေါင်းတာလဲ မြန်မာပြည်မှာနေမြန်မာတွေပဲတွေ့ရမှာပေါ့ခုဖြစ်တာလဲမြန်မာတွေပဲဖြစ်မှာမင်းကြီးမျက်နှာဖြူတွေတွေ့ခြင်းရင်တော့လက်ပြန်ပြီးအလုပ်လုပ်လိုက်တာမင်း ဘာလဲလူခလေးကကျွန်ုပ်တို့မျက်နှာဖြူအစိုးရကိုလူဆိုးထွေလို့ပြောတာလားကျွန်ုပ်တို့အုပ်ချုပ်တာကိုမကြိုက်ဘူးလား သူကတော့မြန်မာလူမျိုးတွေကိုမြန်မာအစိုးရအုပ်ချုပ်တာပဲမြင်ကြတယ် လူခလေးမောင်မင်းစကားကိုဒီမှာထင်ရထန်ကရပ်ပါမရပ်ဖို့ဆိုရင်ကျွန်တော်ဘယင်ခံကိုအစီရင်ခံစာတင်ပြီးလူခလေးကိုစပ်စပိုင်းချရလိမ့်မယ် ဘယင်ကမကလို့ဘယင်ကအဖေစီတင်လဲသူကလည်းဒီမဆိုင် Ready for shut up your mouth ဒီမှာလူခလေးမောင်နေမှာအခုစိတ်ဖွားကိုလွတ်လိုက်တဲ့ခိစ္စကိုလူခလေးဘယ်လိုမြင်လဲ သူကလွေကြောင်သွားတယ်လို့မြင်ပါတယ်မင်းကြီး No Rabbit ကျွန်တော်လုံးဝမလို့ချင်ဘူးဒီကိစ္စကိုကျွန်တော်လုံးဝမကြိုက်ဘူး IP အောင်တဲ့ခုတ်ကြီးတာနှင်းမောင်ဆိုတဲ့ခေါင်ကိုကျွန်တော်ရန်ခုံမှာလုံးဝမမြင်ချင်ဘူးချွေဘိုကတ်ကိုအမြန်ဆုံးပြောင်းပေးပါကြားတယ်မဟုတ်လားလူခလေးမောင်နဲ့မောင် ကျေးဇူးတင်ပါတယ် Oh God တောင်ကိုတင်းချိုင်းကစိတ်ဖွားကိုလက်မခံဘူးဆိုတော့စိတ်ဖွားရန်ကုန်လာတာမွေတင်းချိုင်းကတော်စီဆိုပဲအဲ့ဒီမှာအလုပ်သွားလို့မယ်ကွာကျွန်တော်မရှိတစတော့ကြုတ်ကူးစမ်းပါလဲဗျသူတင်းချိုင်းကုန်သွားချင် ဟမ် တင်းချိုင်းကုန်းသွားခြင်းလို့ဘယ်လိုသွားလဲလမ်းညွှန်စမ်းမှာ ဘာပြောလဲဟာခမရဗျာဆိုးစီစက်တရမရှိစက်တရမရှိကျုပ်ကလာနောက်နေရ ဟုတ်တာမဟုတ်ဘူးကျုပ်ကသူ့ပါရစားတောင်ငွမ်းအလုပ်ပြုတ်ရန်ကုန်မှာ
တာမွေတင်းငိမ့်တအားစီတယ်ပြောလို့အလုပ်လုပ်ချင်ဘယ်နဲ့သွားလုပ်ကမှာ တင်းငိမ့်စီရဲဆိုတာခမည်းပါဇက်မို့လို့ပြောထွက်တယ်ဗျာခမည်းတော်တော်ကြက်သိမရှိရဲ့လူပဲ ဟာစက်တိမရှိဘူးမဟုတ်ဘူးလေတဲ့အိမ်မှာအိမ်သားရှိလား ရှိတယ် အိမ်သားကိုဘာလို့လဲ အိမ်ကနောက်ဖေးသွားတာပေါ့ အေးနောက်ဖေးသွားတဲ့နေရာကိုခမရအိမ်အဲကမ်းဘေးနားမှာခမရထားမှာ ဖက်ထားမလဲဗျ ဒါနဲ့အိမ်သားမရှိလို့လည်းမဖြစ်ဘူးအိမ်သားသွားရင်အိမ်သားတတိယဟုတ်တယ်မလားအဲ့ဒီတိုင်းပဲလူတွေသေလို့တင်းချိုင်းပြီဘယ်မှာတော့မြုပ်လို့အဲ့ဒါကြောင့်ဘယ်မှာရှိလဲမေးတာ တော်ဗျာခမည်းနဲ့စကားပြောတာကြက်သိကိုမရှိဘူးအိမ်ပြန်ရေချိုးခေါင်းရှောက်ပလိုက်တော့မယ် ဘယ်တော့ကျုပ်လဲ ခမည်းဘယ်လိုလိုက်ပါလဲ လိုက်ချင်တယ် ဘာပြန်လိုက်ပါလဲ တောင်ဝင်ကျုပ် ဟာခမည်းတော်ခမည်းတော်ဟာဘယ်နဲ့လိုက်ရမှာလဲ ဟောနီးဆုံးဗျာကျုပ်ခေါ်ခမရကစီးနေလား လိုက်တယ်ဗျာမလိုက်နဲ့ ဟာလူတွေ တင်များတင်နေတာ ဘယ်သေးရမှာလဲအိမ်ပေါ်ကြနေတာကျုပ်ဆေးเสียပါဗျာ ဟေးလို့ကြည့်ဟဲ့လူဟာကျုပ်ကလေးကအိမ်နာဘာလို့လာနှိုးကြလဲဗျာဘာကြီးလာလဲဗျကျုပ်ကပဲရောက်နေရတယ်ပစုံတောင်ပန်းကြပစုံတောင်ပန်းကြဟုတ်ဆေးဆရာဆိုလူ ကျုပ်ဆေးเสียစစ်ပါဆိုခဏမှာစကားဆို ထားပါတော့ဗျာခင်ဗျားလူကမူဝမှန်ရလားဟုတ်ဘယ်ကပစုံတောင်ပန်းကြလဲဗျ ဒါရန်ကုန်လေမောင်ရဒါရန်ကုန် ရန်ကုန်ရောက်နေတာမသိဘူးကျုပ်ရန်ကုန်ရောက်နေအိမ်မက်များမက်နေတာမသိဘူးအိမ်မက်မဟုတ်ဘူးဗျကျုပ်အိမ်တော့မန်းလေးကစီပီတန်းအိမ်ခုလို့လာတော့ရန်ကုန်ရောက်နေ မောင်ရမန်းလေးဟုတ်လား မန်းလေးကမဟုတ်ဘူးဗျရန်ကုန်ကပဲဟိုမန်းလေးကကျုပ်သိဟိုများဆိုတဲ့မိန်းကလေးအိမ်မှာအိတ်တာနိုးလာတော့ရန်ကုန်မှာ အဲ့ဒါပြောတာဗောအဲ့ဒါအိမ်ရေးပြက်လို့ဒီလိုဖြစ်နေတာကွာမင်းမျက်နှာသိလိုက်အောင် ဟိုနေ့ကတော့ထူးဆန်းတာပဲအဲ့တော့မန်းလေးပါလေဟာလားဖမျက်နှာတက်တော့ရန်ကုန်မှာအဲ့ဒီအဖြစ်ပြက်ကိုယုံသွင်းပြလိုက်တော့ကျုပ်ပတ်ဆံရပြီ ခမရပါလေဗျကျုပ်ကိုယုံသွင်းပြမလေးပါလေးနဲ့ကျုပ်တထဲသားဗျအိုလီဗာတန်းအေးတဲ့ကျုပ်ဖေကစီဆက်ဆန်ဆက်တွေအများကြီးပိုင်တယ်ဥလူကြီး ကိုင်းင်းပြောတယ်ကျုပ်ကသိပါတယ်အဲ့လိုခက်ကြံကြောင်ဖြစ်တဲ့တာတထေးသားလို့ တထေးသားပဲခက်ကြောင်ကြောင်ဖြစ်ရမှာလား အခက်ကြောင်ကြောင်နေများတယ်ကွာအဲ့လိုသိမ့်ကျုပ်ပြောတာကိုလူဒီတိုင်းသာဆိုရင်တော့ကိုလူနေရာမှာရောက်ဖို့သိကြပြီ ဘယ်နေရမှန်းလဲ တင်ရင်ကုန်ပေါ်ကွာခလေးကျုပ်ကိုရိုင်းလုံးလို့ तू ကရိုင်းနေပြီကဲကျမရေကူးဆိုင်ဟိုဒေါသကြီးလျှော့အေးကဲကိုလေးရန်ကုန်သားဆိုရင်ကာမွေတင်းကြိုင်ဘယ်နာသွားလို့ညမအောင် ဟာဘယ်မသိဘူးဗျာမသိဘူးလူတွေနဲ့ဒါတွေ့နေဦးလေဟာ ကဲမိတ်ဆွေကြီးကျုပ်ကိုတခုလောက်ကူညီပါ ကျွန်တော်ဘာကူညီရမှာလဲ တင်းကြိုင်ကုန်သွားခြင်းလို့ ထိုးခပဲဒီနေ့ဘာတွေလဲလာတွေ့မှမသိဘူးတယောက်ကလည်းမန်းလေးမှာအိတ်တယ်ရောင်မှာမျက်နှာတစ်ဒီတယောက်ကလည်းတင်းကြိုင်သွားခြင်းလို့ တခုကူညီသားမှာကျုပ်ကတောင်တင်းကြိုင်အလုပ်ပြုတ်လာတာဒီမှာတာမွေတင်းကြိုင်သွားခြင်းလို့ဘယ်နာကနေသွားလမ်းညို့ ဘာသွားလို့မှာလဲ သူ့ဘာရတာဗျာ သူ့ဘာရတာဟာ တခုတော့ပြောပြပါဘယ်သွားလို့မရအောင်ကဲအဲ့ဒါဆိုလဲဆေးစရာကြီး ကျုပ်မကင်ပါနဲ့ဗျာခင်ဗျာသူပါဒီမှာဟိုဆေးဆရာနဲ့တင်းချိုင်းနဲ့ဗျာဘာမှမဆိုင်ပါဘူးဗရာတလန်းတန်တလန်းပါဟာဒီ ဒါ နေ့ နဲ့ခင်ဗျားတိမှာပေါ့ဗျာခင်ဗျားကုလို့တည်သွားတာတော့တော်စားအတုပချာ တော်ပါပြီဒါတွေမပြောပါနဲ့ဗျာဒီနေ့လက်လည်းမရှိပါဘူးဗျာကဲတော့ပါအာအဲ့ဘာခင်ဗျားပဲကြတယ်တာမွေတင်းချမ်းညွှန်ပါဗျာကျွန်တော်အဲ့ဒီမသွားလို့မဖြစ်ဘူးပြီးရင်လှုပ်ဆန်းပါကျေးဇူးမမေ့ပါဘူး တိတ်သွားခြင်းဟုတ်တယ်ကဲပြောမယ်ဒီမှာဟောဒီလန်တဲတဲ့ကြီးသွားခမည်းတွေ့ခြင်းနဲ့ဗိမှန်ကြီးတွေ့လေ ဟာဒါ နေဒါကျေးဇူးတင်လို့ပါနာမည်လေးတော့တစ်စိတ်ပြောခဲ့ဦး ဘာလို့ဖို့ အကူညီလို့ခင်ဗျားပြီးရတာဗော မကူညီနဲ့မကူညီနဲ့ဟာဒုက္ခပဲလူတွေတော်တော်ဒုက္ခပဲကြည်သားတည်ချင်းအကြောင်းပြောတယ်နဲ့ဆေးစရာကြီးအသက်ကကြီးပြီးတော်တော်ကိုသူကလန့်တယ်ဆေးစရာကြီးခင်ဗျာတည်ချင်းဘယ်သူမှမလွတ်ဘူးနော်ဟာဘာကြရကွာတည်ချင်းအကြောင်းပြောဘယ်သူမှနားမထောင်ကြီး
ပေါက်တူးတစ်လက်တော့ဝယ်သွားမှာပေါက်တူးတစ်လက်ရရင်ငါလှုပ်လို့ရတယ်ကဲအဲ့ဒါကျွန်တော်ပေါက်တူးတော့ရှိပြီအခုကချဖို့မตาပဲဆိုတော့မตาတလောင်းရလို့ကတော့ငါလုပ်ငန်းကြီးကိုကြနာနာကိုဖွင့်ပလိုက်မှာကွာ ဘယ်သူလဲကွာမตาမြေမြုပ်တဲ့ကိစ္စကိုကြာနာဖွင့်ပွဲလုပ်မယ်ဆိုတော့ဘယ်သူလဲ ငါဘယ်သူလဲလို့ပြရအောင်မင်းရောပါကောင်း ကျုပ်ကအိုလန် ပါဦးလား ဟာဘာအိုလန်နဲ့ညာအိုလန်နဲ့မလုံးနဲ့ခင်ဗျားဘယ်သူလဲ ငါစိတ်ကွာငါတူပါရတာမင်းငါလိုပဲတူပါရတာပဲလား ဖီးအဲ့လောက်အောက်တန်းကြရလို့ကျုပ်မလုပ်ပါဘူးဗျာ တူပါရတာလို့ကဟောတန်းကြတယ်ဟာဒါဆိုမင်းရောပါလို့လို့ ကျုပ်အလုပ်ကခင်ဗျားအလုပ်တဲ့တော့နည်းနည်းအဆင့်မြင့်ကျုပ်ကတရောင်းစား တရောင်းသားတူပါရတဲ့အစ်စ်မြင်တယ်ဟာအဲ့လိုလူမျိုးငါမမြင်ဘူးကြည့်လိုက်ပါဘယ်လိုလူမျိုးလဲမင်းကလက်မှလည်းပါတီးနေမင်းကနူးနေ ဟဲ့လူအဲ့ယောဂကိစ္စတွေထဲ့မပြောရင်ကောင်းမယ်ဗျာ ဘာလို့ကျုပ်အလုပ်ဘာမေးတာ မင်းဘာလို့ ဘာအလုပ်ကိုမေးတာလဲ ဘာလို့တယ်မေးတာဘာလို့တယ်လဲဗော အာခင်ဗျားလေဗျာကျုပ်ကတရောင်းစားပါဆိုမှတော့တရောင်းစားအလုပ်လုပ်တာဗော တရောင်းစားအလုပ်ဆိုရှိတယ် မရှိတာဗောတိတ်ရှိတာဗော ဘယ်လိုလဲ ဒီမှာခင်ဗျားတရောင်းစားအလုပ်ကိုလွယ်လေးလို့ထင်နေဟမ်တရောင်းသားဒီမှာကျုံပါလေကျိုးနေပဲ့နေတဲ့ကြားတွေကသူများအိမ်ကိုရောက်အောင်သွားရတယ်နော်ပြီးတော့အဲ့မှာတနာအောင်ပြောပြီးတော့တောင်းရရမ်းရတယ်ဟောပတ်စံနေပါလာထဲလေဒီတိုင်းယူပြီးကော့လန်ပြန်သွားလို့မရဘူးစုတွေပါတောင်းပေးရတယ်ဟောဒီကြားထဲကြိုက်တတ်တဲ့ခွေးနဲ့တွေ့ပြေးရသေးတယ်လွယ်တယ်မလို့လားခင်များတို့သူ့ဘာယာစာအလုပ်တာလေတွင်လေတွင်တူးထားလိုက်မသားတလောင်းလားဖုတ်ကနေပြစ်ချလိုက်ဟောပြီးတော့ပြုတ်ကနေပြန်ဖုံးလိုက်ပြီးပြီလွယ်လေး မင်းပြောသလိုဖုတ်ကနေပြုတ်ကနေမပြီးဘူးမသားချင်းတေးချာကြည့်တူပါရတာငါအလောင်းတေးချာပြုတ်စမ်းဆိုတော့အာလန်နဲ့ခိုင်းနေတယ်အဲ့ဒီပုတ်ပွားတာယူကန်စနစ်ကြလှုပ်ပေးရတယ်နှိုးလို့ဆိုကျမ်းမာရင်းနဲ့မညီညွတ်ဘူးကွာ ဖီ မြူနီစပယ်ဝန်ထမ်းမင်း ဒီမှာခင်ဗျအဲ့ဒီလုပ်ငန်းဆောင်တာကိစ္စတွေကြုံမသိချင်စိတ်လည်းမဝင်တော့ဘူးခင်ဗျဘာလုပ်မှာ ဘာတူရတာဒီမှာအလောင်းအကွာချာပြုတ်ပါဘူးငါလို့တူရတာဒီမှာရှိတာ မရှိတာဗောအခုတော့မရှိတော့ဘူး ဘယ်ပါ သေပြီ ဘာလို့လဲ ဟာဘာဖြစ်ရမှာလဲမွေကြိုက်လို့ဗောဗျဟိုတနေ့ကနေခင်ဗျအခုထိုင်နေတဲ့နေရာမှာနေကြိုက်တာအဲ့ဒီမှာသေတာပဲကြည်လဲထိုင်အောင်ကြည်လဲထိုင်အောင် မလေးငါတော့မွေနိုင်တယ်မွေလာကြိုက်ဆောင်တယ်ကောင်းတယ်ဒီကောင်မရှိရအေးရော ဟာဘာလဲဗျခင်ဗျဘယ်လိုလူကြီးလဲသူများသေတဲ့ကိစ္စဘာကောင်းနေလဲဟမ် ကောင်းတာဗောကွာသူမရှိတော့ငါတယောက်တည်းဒီအလုပ်ကိုငါလုပ်လို့ရတယ်မင်းကတောင်းစားငါတူပါရတော့ရတယ်အကုန်အိတ်တဲ့ခေါင်းပြီးဒီမှာစတိုင်ရုံလေးပြအန်နေပြင်း ဖဲလို့ခင်ဗျဘယ်မှာနေမှာ ဒီမှာ ဘယ်မှာနေမှာ ဒီမှာ ဟာနေကျင်တိုင်းနေလို့ရမလားလာကပေးရမယ် သူ့ပြရ အချုပ်ကိုပေးရမှာဗော အမင်းလည်းပါစံလေဒါစရပဲအားလုံးနေလို့ရမင်း ။အိုးဇရက်တွေနန်းတော်တွေကြုံမသိဘူး။အခုလောတဲ့ကြုံနေနေတာနော်။ဒီပတ်ဝန်းကျင်ကိုကြုံပိုင်နေ။ခမရဒီမှာနေမယ်ဆိုရင်လကလေးတော့မစားလိုက်။စပေါ်ပါတင်ရမယ်နော် တော့တော့ပြရ ။လကတော့ညှိလို့ရပါတယ်ဗျာ။စပေါ်ကတော့30တော့လို့ 30 ဟုတ်တယ် ဘေးမင်းငါမြင်ခါတော့ကပြီ အခန်းကပေးရ။ဟာဒီစီကကြီးမှာဘယ်လိုလုပ်အခန်းကမှာတော့ မင်းလည်းလုံချင်းမတူဘူးလေမင်းကရပြည့်နေမင်းကတော့ကငါတူပါရတာတတ်တာ partition ။ဟာခမရလည်းဗျာမဖြစ်နိုင်တာယူ ကဲအဲ့ဆိုရင်းနဲ့မီးနဲ့တွဲပြီးပါ ။ဒီတင်းချိုင်းတွေကိုရေတွေမီးတွေဘယ်လိုလုပ်တွေ့မှာလဲဗျာ။ခမရကတ်ဖက်ပြောနေပြန်ပါပြီ အမင်းမဆိုင်တော့လုပ်ပြရမှာဗောအနို့ငါအသက်ကြီးအဝေးသွားချိုးရမှာမတွဲပေးဘူးလား ။မတွေ့ပေးနိုင်ဘူးမတွေ့ပေးနိုင်ဘူး ကဲဒါဆိုရင်ငါတနေ့လုံးပြင်မမယ်ဆိုတော့မင်းပါကလေးတော့ဒီနေ့ချင်းမတက်ပြီမင်းပဲတော့မပါငါပဲဒါဟိုင်းနာလေး ။အဲ့ပန်ကားပါမီးမရှိပဲလက်နဲ့လက်ရလက်နဲ့လက်ရ အမဟုတ်လေကွာမင်းပဲဆက်တော့ငါလည်းအင်္ဂါအနေနဲ့တော့မင်းတောင်းဆိုပါမှာဗော မလုပ်ပေးနိုင်ပါဘူးဗျာ မလုပ်ပေးရင် partition မလုပ်ပေးနိုင်ဘူး
10 short 30 10 short 20ဖြစ်တယ် ယူတော့သူငါတည်ယူတော့ဆိုအဝေး ဟာမတွေ့ပေးနိုင်ပါဘူးဆို အဲ့ဒါ10ချက် 10ထပ်ရှော့20ကို10ရှော့တော့10ရတယ်10လဲရတယ် မီလည်းမတွေ့ပေးနိုင်ဘူး မဖြစ်နိုင်တာတွေမပြောနဲ့လေ အဲ့ဆိုမင်း10ထပ်ချော့ 10ထပ်ရှော့20ရှော့တော့10ပဲကြံရပါတယ်10ရ မဟုတ်ဘူးမီကိုမင်းမတက်ပေးနိုင်10ထပ်ချော့ပြောတာ ဟာတောင်းတာမှ30ဗျာဟုတ်အခန်းမကားတဲ့အတွက်10ရေမတွဲအတွက်10မီးကို10ဆိုတော့30ကုန်ပြီဗော အကြံလေးတွေမင်းပါကမတက်ပေးလို့9ချက်ထပ်ချော့ ဗျာ မပြားနဲ့မင်းကငါစီကပတ်စံတောင်းတယ်မင်းမလုပ်ပေးနိုင်တော့ငါလည်းပြန်တောင်းတာဟော အာတော်ပြီခင်ဗျားကြီးကပတ်စံလဲကြုံမလို့ခြင်းတော့ဘူးဟိုခင်ဗျားခိုင်းနိုင်လဲကြုံဘာတစ်ခုမှလုံမပေးနိုင်ဘူးနော်ခင်ဗျားကြိုက်တယ်လို့နေကြိုက်တယ်လို့နေတော့နော် ဒါဆိုငါနေလို့ရပြီ ရပြီနေတော့ မင်းကလည်းတူနေပြီဆိုမင်းကလည်းမိတ်ဆွေအဲ့တော့မင်းကလက်ဖေးတဝက်တိုင်မယ် လက်ဖေးတစ်ဝက်တစ်ခွက်လောက်လုပ်ပါဗျာ မင်းကလည်းခုမှကြည့်ပါမင်းတဝက်ပဲထားတယ်တဝက်ပဲမတော့ဘူးလား မတော့လာတော့ တော့ပါလေငါပြင်မလားသိလို့မနားယူအဲမိုးရင်းမှာလို့မင်းကိုတိုက် ဟာလက်ဖေးလေးတစ်ဝက်တိုက်ဖို့များဗျာအကျွေးတဲ့နားကြပါခင်ဗျာတနာကြပါအဖိုးကြီးတို့အမကြီးတို့ပေးမှကမ်းမှစားတော့မယ်ကွာပါခင်ဗျာတနာကြပါခင်ဗျာသာဓုပါဗျာသာဓုပါအခုလိုပေးကမ်းဆွန့်ကြရတဲ့အကျိုးအားကြောင့်ကျန်တိုင်းဆောင်တနာပါခင်ဗျာတနာပါ အကျနာမင်းလူမနေပြီကွာ ကိုစိတ်ပါ ညစောစီကိုလို့ကိုလို့ ဟုတ်တယ်ကျုပ်ဝရီကကောင်းပြီအစိုးရအလုပ်ဆင်းတာမနှိပ်ပါဘူးဗျာအခုမှတပင်းနှစ်ပဲပဲရပြီ ကဲဆက်တော့မင်းကမနေ့ကလက်ဖေးတဝက်တိုက်မယ်မှတ်မိတယ် မှတ်ပြီ ကိုမတော့တော့ကွာ တောင်းမှာဗောတောင်း တော့ကိုလို့ကိုလို့ ဟုတ်ပြီတနာပါဗျာတနာပါ ဘယ်လိုလဲဒီမှာစီတော့ဆုံးပြသွားပြီဟာ မတက်ဘူးလည်းဘာဖြစ်လဲရိုးဆိုင်ဆံမရှိပါဘူး ကားနဲ့တက်ပြီးဂယူးမဆိုင်လို့မရဘူးစင်းမစင်းငါကောက်တစ်ခုလုံးစင်း ကဲကျမဆင်းလာပါပြီတဲ့ရှင်ကဘာဖြစ်ချင်လို့လဲပြောပါအောင် ဒီမှာလူကောင်းကိုကြည့်ငါအသားသွေးထွက်သွားတယ်နင်တို့တောင်းမှန်တောင်းမှဓာတ်ဖို့ငါအမှုလုံး ဟုတ်တာပဲမြရဲ့ဟိုသူ့ကြည့်ပြီးတခုစင်နေပြီတော့ကြောင့်မှုဖြစ်နေ မ မယ် တောင်းမှန်နိုင်ပါဘူးဒီလိုအောက်တန်းစားအောင်မြန်တိုက်မိတာဘာဖြစ်လဲပလိတ်ကိုပတ်စံနဲ့ပြပပေးလိုက်ရင်ပြီးတာပဲ ဩပလစ်ကိုပတ်စံနည်းနည်းပါပါပေးရင်ကတ်တိုက်လို့ရအဲ့ဒါဆိုငါလည်းပေးညီတို့တိုက်ဟမ်လူများအောက်တန်းစားပါညီတို့ကဘာတန်းစားလဲ အမေရှင်မျက်စိကန်းနေလားဟင်ကျမတို့ဝတ်ထားစားထားတော့ကြည့်ပြီးဘလို့တန်းစားလဲဆိုတော့ခံမှန်းလို့ရတယ်ရှင်သိရလား နေအာနင်တို့ပြောလက်နေမျက်စိတိတ်နင်တို့ကဘာမှမဖြစ်ပါဘူးမိမအဲ့တော့မိမဆိုတာဘယ်အတန်းစားပဲဖြစ်ဖြစ်ဘာကြီးဖြစ်နေဖြစ်နေ ကြည့်စမ်းရှင် ငါတို့ယောက်ျားတွေကြတော့ဘလောက်ပဲအောက်တန်းကြကြအဲ့ဒီဘိုက်ပူတဲ့ဒုက္ခမခံရဘူးဒီတော့ငါတို့တဲ့ဆိုင်ဒုက္ခတွေနားပါလေကဲအဲ့တော့ငါတကူလုပ်ပေးမပေးဟောဒီကောင်ကမင်းနဲ့ရှု အမေရှင်ချွတ်ရရှော့ကြည့်ပါလားဟုတ် မလုပ်ပါနဲ့ဦးလေးမလုပ်ပါနဲ့ဟိုကျမတောင်းပန်ပါဦးလေးနော်မရှုပ်ပါနဲ့ တော့ပါဘူးငါလုံကြီးလဲမလုံကြီးထုတ်တာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အေးအဲ့တော့ညီတို့နှစ်ယောက်တခုညီတို့သိရင်အတုပါဖြစ်ငါပြောငါပြော ဟုတ်ရှင်ကဘာမို့လဲ ငါတင်းရဲ့တူပါညာစား ဖျားလေတူတူပါရပါလား ဒီလိုတေးငါအလကားအတူပါချောင်း ဦးလေးညညစကားဆက်ပြန်ပြောတော့ငါတော့မပြော ဒီ တော့ မှာကနာပဲစိတ်ဖွာဒီကအချက်တန်းမိမပြေးပြီကိုစိတ်ကွာ အေး ပိုင်နေဗျာပိုင်နေဆရာကိုစိတ်ကွာဒီတချီရဲနဲ့တင်လေဆရာကိုစိတ်ဘွားကိုကျုပ်ရဲ့ဆရာဖြစ်အတိမတ်ပြုတ်လိုက်ပြီကျုပ်တို့ယောက်ျားတွေဘလောက်ပဲအစင်အတန်းနေမာတယ်ပြောအဲ့ဒီအစင်မြင့်မာတယ်ဆိုတော့မိမတွေတော့တာတာပဲကျုပ်တို့မှဘိုက်ကိစ္စမရှိဘူးအဲ့တိတ်မှန်တယ် မင်းဒီမှာငါပြဿနာတက်နေတာမင်းဒီတိုင်းကြည့်နေမင်းတော်စိတ်ကားရကောင်မင်းမိတ်ဆွေပြီးသား စိမ့်ကားတော့မဟုတ်ပါဘူးကိုစိတ်ဘွားရဲ့ကျုပ်ကအကဲခတ်နေတာဒီပြဿနာကိုကိုစိတ်ဘွားဘယ်လိုများဖြေရှင်းမလဲလို့ကျုပ်ကအကဲခတ်နေတာ ငါပြဿနာဖြေရှင်းနေမိကြတယ်ဟမ်ကောင်မလေးတွေပတ်စံမယူဘဲနဲ့
အလောင်းမြင်မြုပ်ပြီးဆိုတန်းနေလေကဲမင်းကကြည့်ပေးတာလေငါလည်းတဝက်တိုက်ငါတော့ဝက် ဟာနေပါသေးတော့ဗျာအဲ့လက်ဖေးတော့လည်းကျုပ်မတော့တော့ပါဘူးဒီမှာကျုပ်ကလက်ဖေးတိုင်းနော်ဒီနေ့ကစပြီးတော့ကိုစိတ်ဘွားကိုကျုပ်ဆရာဖြစ်အတိမတ်ပြုတ်တဲ့အနေနဲ့အဲ့ဒီအထိမ့်မှတ်နဲ့ပေါ့ဗျာဒီမှာကျုပ်ချင်မှာ3ပဲရှိတယ်3ပဲလက်ဖေးတိုင်းလက်ဖေးနှစ်ခွက်နံပြားတစ်ချက်တော့ရမှာနံပြားတော့တယောက်တစ်ဝက်ပေါ့ဗျာဘယ်နဲ့ဖြစ်လား ဖြစ်ပါလေကဲဒါဆိုတော့လာရှောင်းနိုင်လားကျိုင်းတော့ယုံမှာ နည်းနည်းတော့ရပါစိတ်ဖွားတယ် ဒါဒီကနည်းနည်းထည့် တော်ပြီတော်လည်းမင်းတောက်ကြမြည်ပဲတော်ပြီဆရာစိတ်ဘွားဒီနေ့ကတော့မင်္ဂလာပဲဗျာဆရာစိတ်ဘွားကိုအိုလန်ဆိုတဲ့ကျုပ်ရဲ့ဆရာအဖြစ်အတိမတ်ပြုတဲ့ပွဲနော်လက်ဖေးရလဲအရသာရှိလိုက်တာဗျာသုံးဆောင်လိုက်ပါဦး ဘိုလန်ကစိတ်ဖွားကိုဂုံပြူတဲ့ဒီနေ့မှာမင်းနိုင်ငံနဲ့ညောင်းတယ်အဲ့ဒါလေးပဲဖိတ်လိုက်ချင်တယ်ကွာ ဟောဖိတ်ဆရာမလို့ပါဘူးဆရာစိတ်ဘွားလေဟောရောက်တော့ရောက်နေပြီ ဒီမှာတော့ ဘေးမှာလေးမှာပတ်ချလေဝိုင်းတော့မပက်လက်ကလေးတွေကြည့်နော်မ မြို့လောင်ကြီး ဘာလို့ အုတ်ကိုအားချင်လို့ပဲရမလား ရတယ်အုတ်ကူလည်းရတယ်ခေါင်းလည်းရတယ် ဟာသူကနောက်9ရက်နေမှချမှာ ဘယ်နေ့ချချချင်တဲ့နေ့ချ ဒေါ်ကဘယ်လောက်ကြာလဲ တစ်စက်ငါချက်ဆရာပေး ဟိုဆရာမေးတာဟုတ်ပြီဘောင်ချလေးတော့ပေးတော့ သူ့ဘာရစားလို့ဘယ်ရလာပြီးတော့ပေါချာရှိမှာတော့ခင်ဗျမိဘယုံဆိုတော့ ဟာယုံမှလည်းရမယ်ယုံမှဒါအုတ်ကိုတော့တေးချလို့နော်ဒီအတုပရိုးရိုးအတုပမဟုတ်ဘူးဗျာ ဟောအတူပါအသက်ရှူတယ်လား ဟာဒီမှာဘယ်လိုလုပ်အသက်ရှူမှာလဲ မသိလို့ညာအဲ့ရိုးရိုးမဟုတ်ဘူးဆိုတော့ဗာများစမ်းတယ်လေ ရေးကြည့်တယ်ဗျာရေးကြည့်တယ်အရာရှိသေးတာ BOC အရာရှိ သေမှတော့အရာရှိပဲဖြစ်ဘယင်ပဲဖြစ်ဖြစ်အတူပါဖြစ်တယ်မြေကြီးရဲ့ရောက်မှာဘာမှမစမ်းဘူး ဒါတော့ဗျာအုတ်တော့ကောင်းကောင်းလေးလုပ်တာ15ကျပ် ဟုတ်ကဲ့ခင်ဗျဟိုအတူပါရှင်ပြောလဲတေးချာကြာနာလောက်ထားမင်းချကျင်နေလားချားလို့ ဟုတ်ကဲ့ နော်သွားလောက်မယ် ဟေး ဆရာစိတ်ဘွား ဟေး မင်္ဂလာပြီမင်္ဂလာပဲဗျာဟမ်ကျိုးတို့အခုပဲဒီမှာအဲ့ခံပွဲလုံနေတယ်အလုတ်အပ်တဲ့လူချက်ချင်းရှောက်လာဆရာ5ချက်ရလိုက်နော်ကျုပ်ကဘာနဲ့ပြန်ပြီးဂုံပြူမှာပြော မင်္ဂလာဆိုရတရက်သေးထပ်နေကောင်းဘူးအဲ့တော့မင်းကဒီနေ့ဆရာတင်တာဂုံပြူတယ်နောက်မေးလောက်ပြီးဆိုတော့တစ်ခါထပ်ကိုအဲ့ဒါမှပုံရှိတယ်နော် ထားပါတော့တားပါတော့ကဲဆရာစိတ်ဘွားကျုပ်လည်းလုပ်ငန်းစဖို့သွားတော့ မင်းအဲ့ဒီလိုနေမလုပ်တော့ကွာမင်းကြည်ရပြင်မှန်မင်းဝေဒနာတွေအများကြီးပဲငါလည်းဒီမှာလိုအပ်တဲ့လူကတဖြည်းဖြည်းများလာတယ်တယောက်တည်းမနိုင်မနှင်းဖြစ်နေမင်းငါလည်းကိုလို့ ဟာဆရာစိတ်ဘွားဟိုကျုပ်ကလည်းအဲ့ကိစ္စကိုပဲပြောချင်နေတာဆရာစိတ်ဘွားဟိုသူ့ဘာရာသားဆိုတော့ကျုပ်ကလက်ထောက်သူ့ဘာရာသားပေါ့ဖြစ်မယ်မလားဟင် ဖြစ်တယ်ဖြစ်လို့ပြောတာပေါ့ ဟာကျေးဇူးတင်လိုက်တာဆရာစိတ်ဘွားရာကျေးဇူးတင်လိုက်တာ မင်းလည်းကြည်လာမကိုင်းလို့ကွာငါသူ့ဘာရတာဖြစ်နေတယ်နူတော့မလူချင်ဘူးမင်းလည်းကြည်မလုပ်နဲ့အဲ့တော့မင်းလောက်တာတော့ဟုတ်ပြီငါအကျန်းလုံးမယ်ဆိုတော့မင်းအလူလို့တော့မင်းလည်းကြည်နေဖြစ်မှာကွာလက်နဲ့တေးချာလူရပန်းနေမှာကတ်မယ်တချို့လှလှမှာ ဖြစ်ပါတယ်ဆရာစိတ်ဘွားရေဒီမှာလည်းကြည့်ပါဦးဒီမှာ အာရုံပြုလို့မင်းနာဒီပဲကုန်မယ် မပဲ့ဘူးအဲ့ဒီဒီမှာကြည့်ဒီမှာကြာပါလေဒီမှာဟာကြည့်ဒီမှာဘာမှမယူကောင်းဘူးဒီမှာကနူအရောအကုန်ရတယ်ဒီမှာအကုန်ရတယ် ခါမှမဖြစ်ခါမင်းနူ ဘယ်ကနူရမှာတော့ ဟာပြေလူလိမ့်မယ်ကွာအယောင်ဆောင်ပဲကျန် ဆရာစိတ်ဘွားလေနဲပါတော့လိန်ရတယ်လေဆရာစိတ်ဘွားရေသူများရှိကတောင်းစားတယ်ဟုတ်လားအကုန်လုံးကောင်းနေပါလေဆိုဘလူးကပေးမှာတော့အဲ့ကျွန်တော်ဟိုနိုးသလိုဝဲသလိုရွဲသလိုနည်းတော့လောက်ရတယ်ပေါ့ ဟုတ်လားကွာမင်းတော့ငါကြားတယ်အေးပြီးတော့မင်းလိန်တယ်လည်းငါတယောက်တည်းတည်တယ်ဆိုထားလိုက်တော့ခုမင်းနဲ့ငါနဲ့နှစ်ယောက်လုံးဟုတ်ပြီငါခေါင်းလို့မယ်ဆိုမင်းတချို့ကခေါင်းလှလှပပပဲဆိုတော့မင်းပန်းညတ်တာတွေမင်းဝါသနာပါ ဟိုဆရာစိတ်ဘွားတင်ပေးလိုက်လေကျွန်တော်လှုပ်လိုက်ကြာဟုတ်ပြီဆရာစိတ်ဘွားဟိုကျွန်တော်တခုစဉ်းစားမိတယ်ဟိုကျွန်တော်တို့ဖန်တီးလိုက်တဲ့ခေါင်းကိုကျွန်တော်တခုလေးဗျာဒီဒစိတ်တက်ချင်ဟာစိတ်ဘွားကုမ္ပဏီမှာခေါင်းလှဖန်တီးရှင်အိုလန်ဖန်တီးသည်
တစိမ့် အဲ့ဒီဟာတစိမ့်မင်းဘယ်နဲ့တော့တယ်ဘုံကခေါင်းကကြီးနာမည်ကြီးတယ်ဘယ်နဲ့မှမင်းတော့အဲ့နာမည်ထိုးမှာတော့ မောဆရာသေးဘွားလေဟိုတိတ်တိတ်လေးပေါ့ဒီမသားအောင်သားလေးကပ်ပြီးတော့ဒီမှာအပြားလေးနဲ့ကတ်လိုက် မင်းတော့ထုံနေပါမယ်ဘာဖြစ်လို့မင်းအဲ့လိုလှုပ်ချင်ရလဲ အကြောင်းရှိတယ်ဆရာသေးဘွားဒီအကောင့်ကိုနောက်နေ့တွေကြာလာတဲ့အခါမှာဒီသမိုင်းပညာရှင်တွေဘာတွေပြန်ဖော်မယ်ဖော်တဲ့အခါမှာခေါင်းကိုကြည့်လိုက်တာနဲ့ဒီမှာတစိမ့်နဲ့နော်ဒီစိတ်ဖွားကုမ္ပဏီကအိုလံဖန်တီးသည် ဟုတ်ပြီမင်းပြောဆိုတမိုင်းပညာရှင်မဟုတ်ဘဲနဲ့တခြားနိုင်ငံသားတို့ဗမာစာမတက်တဲ့လူကတော့ဖော်ပြီးခက်မယ်မင်းနမိတ်မကောင်းဘူးကျွန်တော်ငါတို့ကသေမသေးသေးတာရှင်လူတွေစိတ်ဖွားအိုလံမြေကြီးမြုပ်ခံမှာနမိတ်မကောင်းဘူးကွာမင်းကလည်းအဲ့ဒါကြီးတော့မလုပ်ပါနဲ့ အဲ့ဒါဟုတ်တယ်ဆရာသေးဘွားပြောတယ်ဟုတ်အဲ့တော့အဲ့ဒီစီစဉ်ဖြတ်တယ်ဗျာဖြတ်တယ်နော် မင်းကလည်းလူလုံးလား လုပ်မယ် ပြီးတော့ လုပ်ငန်းမယ်တော့စ အခုစားရောမင်းအဲ့ဒီရောင်းသားတွေအကုန်လုံးလွတ်လိုက်တော့မင်းကလည်းဒူလောက်တော့ လူကြီးသားမောင်တန်းကြီးဆုံးသွားတာစိတ်မကောင်းပါဘူးဗျာဒီကလေးကဘယ်လိုကနေဘယ်လိုဖြစ်သွားတာလဲဗျာ ဟိုအကိုကြီးကလည်းကို့သားကြောင့်လေကိုပြောပြရမှာပေါ့စိတ်မရှိပါနဲ့ကိုပါကျော်ရဲ့အကိုကြီးကသားလေးဆုံးပြီးတည်းကစိတ်ကယူကြောင်ကြောင်ဖြစ်နေတယ်ရှင် ဟာဒါဆိုရင်ယူသွားလိုက်နိုင်တယ်ဗျာစိတ်ကြဆေးုံလဲကိုလေးကိုပြဖို့လိုလိမ့်မယ် အိုးအဲ့လောက်ထိမလိုပါဘူးရှင်အဲ့လောက်ထိပြဖို့မလိုပါဘူးတေတော်သူကြာရင်မေ့ဆိုတဲ့စကားလေးရှိတယ်မလားသားလေးမောင်တဲ့ကြီးကနမိုးနီးယားဆိုတဲ့ဟာကြီးဝင်ပြီးဆုံးသွားတာရှင်အင်းလေကျမတို့ကလည်းပေါ်စားတာပါပါတယ်လေ သူတွေဘာပြောပြောညညတော့လေတက်ရှင်မရကိုတင်မောင်ကြီးရဲ့အပြုံးပဲထဲမှာဆွဲနေတာပဲဒီကမိစိန်တို့ရတယ်လေခွေးကျူမခွေးကျူသိရပို့လိုက်တာနော်မပို့ဘူးမြားတကယ်ပြောနေတာညညအေးရလူတွေဒီလောက်ပူဆေးတော့ကရောက်ဘလို့ဘလို့ရီလိုက်ပေါ်လိုက်ဖြစ်တာနေထိုင်စင်ရစမ်းမမကြိုက်ဘူး ဆရာသေးဘွားမြေကြီးပေါက်တာမောနေပြီလားမောရင်ကျုပ်တက်လက်လာပေါက်ပေးမယ်နော် ဟာမင်းဒုက္ခိတကြီးတော့ကိုလှုပ်ဟာဒီမြေကြီးတို့တဲ့လှုပ်တာတရင့်နေပြီကွာအမေလေးဒါဒီများတော့ဘာငါပေါ့စားကိုကွက်တော့ပါဘူးကွာ အဲ့ဒါဆိုလဲပြီးရောကျုပ်ကမောနေမှာဆိုလို့ဒီမှာကျုပ်လက်ရလဲကြည့်အောင်ဒီမှာအဆင်ပြေလား ဟာအခေါ်လားဟမ်ဟာဟေးဒါကြီးမြင်တော့ဟာတော့ဒီချင်းသိပေါက်သွားတယ် အာမလုံနဲ့လေဆရာသေးဘွားလေဆရာသေးဘွားမရှိကျုပ်ကအခုလောတဲ့ဘာမှပညာစုံသေးတယ်မတယောက်လည်းဒုက္ခဖြစ်နေမှာဗော မင်းတယောက်လည်းမဟုတ်ပါဘူးအလောင်းနေပြီလို့နှစ်ပါးသွားတော့ကတော့ပေးသက်အများကြီးမင်း ဟာမနောက်ပါနဲ့ဗျာမနောက်စမ်းပါနဲ့ ဟိုလေရှင်းတော့လေဒီတင်းနဲ့သူ့ဘာရစားရတာ ဟုတ်တယ်ဘာလို့ရှင်လို့လဲ ကိုအုတ်ကူအချင်လို့ ဩခင်ဗျားအုပ်ကူအချင်း ဟာကျုပ်တယ်မဟုတ်ဘူးဗျသေသွားတဲ့ကျုပ်သားအတွက် အုတ်ကိုလှလှလေးလုပ်ပေးပါနော် ဟာအဲ့တော့တော့စိတ်ချနော်အုတ်ကူမလှမမခိုင်မခန့်မပူနဲ့ကျုပ်ဆရာစိတ်ဘွားလှုပ်လိုက်တဲ့အုတ်ကူကျန်တဲ့ဆွေမျိုးတွေပါအကုန်လုံးလိုက်ပြီးတေးကျင်တဲ့စိတ်ပေါက်သွားသေးရ အုတ်ကိုဟိုရီလို့တကယ်လို့တည်နေအုတ်ကိုလေးကိုရှင်ခွဲပြီးတော့လှလှလေးတော့မကောင်းဘူး ကောင်းတာဗောရေကောင်းတာဗော ကောင်းတယ်တော်တယ်ဒီလိုအဲ့လိုမျိုးအုပ်ကူအမယ်နှလုံးမလုံးနှလုံးကရိုးနေအုပ်ကူအမွှာလေးလို့ဟဲ့နော်အရန်ချစ်တယ်လို့လည်းဖြစ်သွားနော်တကူမှာနှလောက်နာမည်ကိုကျွန်တော်အသေးပုံလေးနဲ့သေးချာလေးရေးပေးမယ်အဲ့တော့နာမည်ရေးတော့ကျွန်တော်ကကိုဆိုတဲ့နာမည်ကိုအရင်ရေးရမလားရေးကိုအရင်ရေးရမလားပြော ကျွန်တော်ဟာယောက်ျားဆိုတော့ကျွန်တော်အရင်ရေးပေါ့ဗျာ ဟုတ်ကဲ့ရေးပေးမယ်လက်ကရေးပေးမယ် ခဏပါခဏပါရှောက်ပြောနေတာလည်းမရှိနေမှာမရှိဗျာ ဩဟိုလေးကျွန်တော်ကအဲ့လိုအုပ်ကိုကြိုပြီးတော့အပ်တယ်ဆိုရင်ဈေးလျှော့ပေးမလို့ပါတခုတည်းဆိုတော့အစိတ်စိတ်ကြ ကြီးရလဲလေကိုတော့တေးသေးချင်းနေလားမသိဘူး မဟုတ်ပါဘူးကိုကလည်းရရဖြစ်တော့အုတ်ကောင်ကိုကလည်းရီတော့စိတ်ဆိုးလာလို့ စိတ်ဆိုးတယ်ကိုစိတ်ဆိုးတယ်တော့မပြောနဲ့ကွာ ဟုတ်ပြီအဲ့တော့ဟိုကျွန်တော်ကြိုအပ်မလားလို့ဗျာတခုတည်းဆိုအစိတ်ကြတယ်တခါလေးရှင်းလိုက်ပို့ပါ ဒီမှာခဏလေးနော်ဟိုခင်ဗျားတို့ဒီအုတ်ကူကိစ္စကြီးပဲပြောနေခေါင်းအောင်မလုပ်ဘူးဟိုခေါင်းတော့ဘာမှမပူနဲ့နော်အကောင်းဆုံးဖြစ်အောင်ကျုပ်စီစဉ်ပေးမယ်ကျုပ်ပညာရှင်နော်ဒီမှာနမူနာကြည့်သွားဒီမှာ ဟုတ်ကျမစီစဉ်တာမယ် ဟုတ်ပါတယ်ဟိုကျုပ်တို့ကတော့ကျုပ်တို့စီစဉ်ခဲ့ပါမယ် ဟုတ်အဲ့တော့စိတ်ချအဲ့တော့ဟိုကူမနာမည်ကဘယ်လိုရေးရ ဟိုမောင်တန်းအေးပါ ဩမောင်တိုင်းအသက်က4နှစ်လား5နှစ်လားတေချာပြော 24နှစ်ပါ ဟမ်
24နဲ့ ဟုတ်ပါတယ် 24နဲ့ ဟုတ်ပါ တေချာလာလာလေးရေးပေးမယ်တရင်တို့လိုအဲ့ဒီအလောင်းကထကြည့်ကိုသူ့နာမည်လေးကိုတေချာရေးထားပါလားဆိုကျင့်တတ်သွားစီလားနော်ကောင်းကောင်းလေးလို့ထားစိတ်ချနော်စိတ်ချစိတ် ကဲဒါဆိုရင်ကျွန်တော်တို့ခွင့်ပြုပါဦး ကောင်းပြီ လာကြီး ကောင်းပါပြီနော်ကိုဟိုဒီနားမှာလေဟိုမိုးကလည်းစွတ်တူရွာထားတယ်ဆိုတော့ကင်းလက်မမဲကြီးကင်းမီခောက်ခုနလေးတွေည6កောင်သက်ပြီးတတိထား ကိုကိုရီကင်းကြောက်တယ်နော်ကိုကို ဒီရလဲကွာဖြစ်ပါလေကိုကိုတော့လုံးပါပါတိတ်ချီရလဲကိုကိုပါလေလာ ဖြစ်တယ်နော် ဖြစ်ပါလေရှိရလဲလာပါမယ်လား ကင်းမဟုတ်ပါဘူးပက်ကြည့် ပက်ကြည့်ပါဗျာ ပက်ကြည့် ဆရာလေးကတော်တော်သေးတဲ့ဟာလေးဗျာတော်တော်လည်းကဲတယ်နော်ရီကိုရီနဲ့နားတွေကိုညှိသွားတာပဲ ချစ်စခင်စားဆိုဒီလိုပဲကွာ ဆရာစိတ်ဘွားလေဗျာသူတို့သား24နှစ်ဒီမှာအာသုဘလာချမယ်ဘယ်လိုလုပ်ပြီးချစ်စခင်စားဖြစ်မှာ အဲ့ဒါကြောင့်မင်းဒုတိယသူ့ဘာရာစာဖြစ်နေတာဒုတိယ तू ကလည်းဒုတိယချစ်စခင်စားပထမ24နှစ်အုပ်စုကပြီးသွားတာဒုတိယအငယ်ကလေးသေးလို့အုတ်ကူလာအလားအထက်ကအနီနဲ့ဘော်လီကအနဲ့အဲ့ဒီကောင်မလေးကြည့်ရတာဟိုဖိုးကြီးကိုပြုတ်စားမှာအဲ့ဖိုးရလည်းကြည်နေမျက်လုံးကလှုပ်တုတ်တုတ်ကြောင်ကြီးကြောင်တော်ရိုးရိုးကြောင်နေငင်းကြောင်ခိုးတယ်ကြောင်တခိုးကြီး ဆရာစိတ်ဘွားလေဗျာသူများသားသမီးမှုချိုးမြချိုးနေ ပူကျိုးမြချိုးပြောငါအတဲ့ပြောတာကုလူသားစီလို့အုပ်လာတယ်ဒီလူရဲ့ဝန်းထဲတစ်ချက်မှမပေါ့ကိုကိုကြီးလို့ ကဲပါဗျာဟိုအဲ့ဒါထားပါအခုလောဆယ်အုတ်ကူအပ်သွားတဲ့အတွက်ဟိုငွေကအစိတ်တောင်ရတယ်လေဟိုတပည့်အိုးလိုက်အောင်ဘယ်တော့ဂုံပြုတ်မလဲ မင်းကလည်းအတားအနေဂုံပြူပဲခံနေတယ်တလောတော့မင်းကဂုံပြူတာငါမမေ့သေးဘူးငါမေ့တော့မင်းဂုံပြူပြောပြီလေကွာ အဲ့ဒါမေးလိုက်တော့လေဆရာလေးဘွာဘယ်လောက်ကြာပြီလဲအောင် ငါတခုခုအကြာကြီးသတိရနေတတ်တယ်မင်းမြန်မေးစီငါလက်ဖေးတစ်ခွက်တက် ဟာအဲ့ဒါဆိုဘာထူးမှလဲဆရာစိတ်ဘွားကိုကျုပ်ကလက်ဖေးတိုက်ပြီးတော့မှမဟုတ်ဗျာကျုပ်ကြီးပဲတိုက်နေရတော့မှာပဲကဲဒီမှာအဲ့ဒီအုတ်ကူကိစ္စကျုပ်ဘာလုပ်ပြရမပြော ဟေးရောက်နှစ်ကြယူပါခုလို့ဖို့โอเคရယ်ပြီးလိုက်မြည်ရယ်သိတော့ ပြီးလက်မြေရောโอเคရောသဲရောဒီနှစ်ချက်နဲ့လောက်မလားဗျ ဟောမလောက်တော့လေအကျွေးယူဟောကွာ ဟောလာပြန်ပြီဒီအကျွေးရ ဟောခင်ဗျားတို့တည်လို့ရှိရင်စိတ်ဖွားကြီးကအဲ့ဒီအကျွေးနဲ့နှိမ်မယ်လို့ပြောယူလာချတယ်မကွာ ရိုက်ပါခံအောင်ပါလား ရှင်နဲ့တငယ်ချင်းရဲ့တော့လည်းကုချွေးတော့ကဖြစ်နေရတယ်တငယ်ချင်းလည်းကိုတိုင်းအတွက်အကောင်းဆုံးကုစုကောင်းမှုတွေလုပ်ခဲ့ပြီးပြီလေဖြစ်သိမ့်ပါတော့နော် ဘယ်လိုဖြစ်တဲ့ရနိုင်မှာလဲတင်တင်ရဲ့။နေကိုတိုင်းကိုတိတ်ချစ်တာ။ကိုတိုင်းကိုမြို့ဘဝရဘယ်တော့မှဆွဲမထုတ်ရဘူး။ကိုတိုင်းရမြို့ရဲ့နားမှာအမြဲရှိနေမှာပါ ။ဒါကကိုတိုင်းကိုတိတ်ချစ်တယ်ဆိုရင်ကိုတိုင်းယောဂဆောက်ဖြစ်တယ်ကဘာလို့သတိမထားမိတာလဲ ။ကိုတိုင်းရဘာယောဂဖြစ်လို့လဲတင်တင်ရဲ့ ။ခုလူရေးနဲ့တော်ရီတို့ကပြောတော့သူနမိုးနီးယားဝင်လို့ဆုံးသွားတာဆို ။မဟုတ်အဲ့အလုံးဝမဟုတ်။ဖြစ်မှန်နေအားလုံးတင်တင်သိအောင်လည်းရှင်းပြမယ်။ဦးလူအေးကကိုတိုင်းအေးရဲ့အဖေအရင်မဟုတ်ဘူး။ကိုတိုင်းအေးရဲ့အဖေကပြင်ဆင်ယူပပသိန်းလက်စားလို့ထောင်ကြရဲ့ဦးလူအေးနဲ့ပြင်ဆင်ယူပပသိန်းကထောင်ထဲမှာတွေ့ကြတယ်။ဦးမသိန်းကသူ့တေကန်ဒီမှာသူ့သားနဲ့သူ့မိန်းမကိုဆောက်ရှောက်ပါလို့ဦးလူအေးရဲ့လက်ထဲကိုအပ်ခဲ့တယ်။အဲ့အချိန်မြဆိုင်ကိုတိုင်းကအမြဲတမ်းစိတ်အားငယ်နေခဲ့တယ်။သူ့အမေဆုံးသွားအောင်လေဦးလူအေးကရီရီဆိုရဲ့မိန်းမကိုထိတ်အဲ့ရီရီကသူ့အမေပိုင်တဲ့အမွေပစ္စည်းအားလုံးသူ့တယောက်တည်းအပိုင်စီးပြစ်တယ်။ဒါနဲ့မကသေးဘူး။ငွေနဲ့ကိုတိုင်းအေးကိုဒေါ်ကြီးကလုံးဝသဘောမတူဘူး။အဲ့ဒီနေ့ညလည်းမြို့ကိုဒေါ်ကြီးပြောတယ်ရစရာဝမရှိဘူး။အဲ့ဒါနဲ့ကိုတိုင်းအေးလည်းစိတ်နေပြီးနွယ်နဲ့မပေါင်းရမယ်သူ့ကိုယ်သူအဆုံးစီမယ်လို့ခဏခဏပြောတယ်။အခုကိုတိုင်းဆုံးတော့တယ်သူ့ကြောင့်အစိတ်တောက်တွေသွားဖြစ်မှာ ။သူကလူလူပြောတော့ယောဂဖြစ်ပြီးဆုံးသွားတာဆို ။ဦးလူအေးနဲ့ဒေါ်ကြီးကသူ့ကိုပယောဂပါမှာဆိုလူရလောက်ကြမြင်းနေတာကိုတင်တယ်။ကြားရနေစားဖြစ်ခဲ့ကိုတိုင်းရဲ့ ဒါပြီကွာကဲချလာပြီကဲ
လို့ငါတို့တယ်ပြီမင်းတို့ 哦，现在怎么阿哥被按他嘞？怎么搞？ ဟောဒါခေါင်းနဲ့ကျုပ်တို့လောက်ပါကျုပ်တို့သူ့ဘာရတယ်ဖေးသားမှာမင်းတို့လေးနေပါမယ် ဘလို့ပါဘူးဗျာခင်ဗျားတို့ကိုပဲအထားတာခေါင်းမစားကျွတ်တော့ကျွတ်လောက်ပါမယ်ဗျာကဲသွားပါ ဟောဒီကအလကတဲပေးမယ်ဥစားပတ်စာမယူဘူး ဘလို့ဗျာဘလို့ဘာမှမတည့်ဘူးသွားပါဗျာခင်ဗျားတို့ကတော့လောက်ပါဗျာသွားပါပါဗျာသွားပါ ဟောဒီကစေနာနဲ့တဲပေးကဲလို့ တန်မဟုတ်ဗျာလောက်ကြိုက်တာလို့ မြန်မာထဲလာမြန်မာထဲတော့ကွာ ဆရာစီကွာတွားကြည့်မနေသမ်းပါနဲ့ဗျာဒီလောက်ကြီးကျယ်တဲ့ဟာသူတို့တိုင်းနဲ့သူတို့ကဖြစ်ချင်တာဖြစ်စီလွတ်ထားတယ် မလို့တက်မကင်တဲ့နဲ့အမှားယူနေဖြစ်မှာဆိုငါဘာလို့ဘင်းကောင်းနေကြည့်နေတာ 别了，别叫我。那你要搞我们多少米的？ဟုတ်ပြီ 我来打嘞，别说了呀！我来打嘞，别说了呀！我没有搞嘞，ခေါ်ပါမယ်ကြီးရဲ့ သူပါသားလေ ဘာ ကိုပဲလို့ရပြီ ဒီလာမယ် လာမယ်ဆိုလည်းခုလာလေဗျာ 我这么打嘞，给我背背吧。 ဟုတ်ကဲ့ကျွန်တော်တေးချာပြေးလိုက်မှာတေးချာလဲဆန် 哦，唔溜嘞，这么西马背背，这叫是那个你考虑好啊，有地下有呢。 ဘယ်ရဆိုနေတော့ဒါစီဟုတ် 你们录里边。ပိတ်လေကွာပိတ်စမ်းပါမြင်မြန် အဲ့ဒါဆိုညမှာလည်းလုပ်လေလေမြင်ပြီးတော့ မြင်မြန်ပိတ်ပါဗျာမြင်မြန်ပိတ်ပါ အားလုံးအဆင်ပြေပါတယ်မောင်မြတွေရဲ့မမယူဘူးမှတော့မရင်းမိလိုက်ဘူးဘလို့လဲမမကြီးကျန်ပိုက်နေမလား ဟီဟိုတားလေးကိုဆေးတော့ဖို့တွေသွားပြောအောင်လေ တော့လေကိုကြီးစနေလိုက်ကားပွားဆောင်လေးရီလိုက်ခဲ့မယ်တော့လေမောင်မြတွေအဆင်ပြေချိန်ရောက်နေပြီနော်မမကြီးအားလုံးစိတ်ချမယ်ဒါပဲနော် ဆရာလေးကွာဟိုမှာတိုင်းအုပ်ကူနာမလေးကောင်မလေးတယောက်ပန်းစည်းလေးနဲ့လာငုံနေတယ်ဗျာ ဟာဦးလားကွာတင်းချိုင်းနဲ့ငူရဆန်းသလားကွာတင်းချိုင်းနဲ့ငူရနဲ့မိတ်ဖက်တင်းချိုင်းနဲ့မလာအော်ကြီးနေမှဒါဆန်းတာ မဟုတ်ဘူးလေဆရာလေးကွာလေအဲ့ကောင်မလေးကိုကြည့်ရတာစမ်းနေသူ့ကိုကျုပ်ကြည့်နေတာကြားလာဟိုတိုင်းအားသူကချတဲ့နေရာလေးသူ့ကိုကျုပ်တွေ့လိုက်တယ် ဟာဦးလားမင်းကလေကွာဆက်ဆက်ဆူဆူဘယ်တော့သွားချောင်းနေတာတော့အဲ့ဒါလေး ချောင်းတာမဟုတ်ပါဘူးဆရာသေးကွာရဲ့အဲ့နေကဆရာသေးကွာဟိုကိုတို့ပက်ကြည့်လို့နဲ့အလုပ်တွေရှုပ်နေတယ်လေဟိုကူပိတ်နေတော့အကျုပ်ကအဲ့ဒါသူ့ကိုတွေ့လိုက်တာသူ့ကမြလေးဟိုတိုင်းကူနာလည်းမလာရဲဘူးဗျအဝေးရနေတယောက်တည်းကြိတ်ပြီးငိုနေရှာတနာပါတယ်ဗျ ဟုတ်လားတနာတော့ပတ်ပြီးတာမဟုတ်ကဲမကြတော့တနာတော့ ဆရာသေးကွာဟိုဒီကောင်မလေးကိုကြည့်ရတာတော်တော်လေးကိုခံစားနေရတဲ့ပုံဗျတိုင်းရှိသားလားမသိဘူးတော်တော်ကြေကွဲနေပုံရတယ် အဲ့ဒါအချစ်ကြောင့်ဖြစ်တာလေမချစ်တာကောင်းချစ်ရင်အဲ့လိုဒုက္ခဖြစ်တယ်စိတ်ဒုက္ခဖြစ်တယ်မချစ်တာကောင်း ဆ
ဆရာစိတ်ဘွားအချစ်အကြောင်းတွေအဲ့လောက်ပြောနေမိမကြဘာလို့မယူလဲကဲပြောကျုပ်ကိုပြော မတော်တဲ့အုတ်ထုပ်ကိုစောင်းထားတာထဲမစောင်းတာပိုကောင်းတယ်ကွာအဲ့ဒီသဘောဦးလန်ကြီး ညီကြောင့်ငါသားလေးတည်ရတာညီတိတိလာပြီးဒုက္ခပေးနေတော့မေလား မဟုတ်ပါဘူးမမကြီးနေကိုတိုင်းကိုဒုက္ခပေးဖို့လာမဟုတ်ပါဘူး အဲ့ဆမ်းပြီကွာတင်းကျန်းနဲ့ညီသက်ရှိရမှာအော်ကြီးကြီးရပြည့်အဲ့ဆမ်းနေပါလေကြည့်လား အိုးငါမသိဝေးညီဒီနေရလာအခုချိန်ထွက်သွားညီမငါမမြင်ချင်ဘူး မင်းမတော်မရစေမမကြီး ညီမတော်အောင်လားတော်မှာလားဟမ်ညီမတော်အောင်လားတော်မှာလား ဒီထားပါဦး နေစမ်းမဟုတ်ကိုရဲ့ညီမတော်အောင်လားမမလောက်တိုက်တာလို့နေကိုတိုင်းတော့လုံးဝမတော်နိုင်ဘူး အေးဆေးပြောနေတာကွယ်ဒီကနေပြီးတော့အမြန်ဆုံးထွက်သွားလိုက်စမ်းပါ မတော်မရစေနဲ့နေကိုတိုင်းနာဘယ်ဦးမှမတော်မရစေနဲ့ရှိကိုပြီးတောင်းမှာပါရှင် မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဟိုအဲ့လိုမျိုးတော့စိတ်လိုက်မှာမလုပ်ပါနဲ့အမကြီးရဲ့ကျုပ်တောင်းမှမှာလေနော် နေစမ်းပါဦးမင်းကဘာကောက်လဲ ဟိုကျုပ်ဘာကောင်းမှမဟုတ်ပါဘူးဒီတင်းကျန်းကသူ့ဘာရစားပါ မင်းကဘာကိစ္စနဲ့ဘာဆိုင်လို့တောင်းမှနေရတာလဲ ဟိုဆိုင်တော့မဆိုင်ဘူးပေါ့ဗျာဟိုဒါမဲ့ချီလွန်လက်လွန်နေဖြစ်ကုန်ပါဆိုလို့ကျုပ်ကြားရတဲ့နေတောင်းမှတာမလုပ်ပါနဲ့ဗျာနော် ရှင်ဒီတိကျကသူ့ဘာရစားမလား ဟုတ်ပါတယ်ဟုတ်ပါတယ် ဒီကောင်မလေးမျက်နှာကိုကျမမမြင်ချင်ဘူးအခုခေါ်သွား ခေါ်သွားကွာ ဟုတ်ကဲ့ပါဟိုမင်းကလေးဟိုမင်းကလေးကိုလေဟိုသူတို့ကဒီနားမှာမမြင်ညင်ဘူးတဲ့ဟိုအပြင်ထွက်ပေးလိုက်ပါမင်းကလေးရနော်ဟိုတင်းကျန်းဝါရောက်တဲ့ဒီကျုပ်လိုက်ပို့ပေးပါမယ်နော်ဒါမှမင်းကလေးလာပါ သူပါစား ညာ မင်းကိုခေါ်တာမဟုတ်ဘူးဟိုမှာထိုင်းနေတောက်တော့ကိုခေါ်တာ ဟုတ်ကဲ့လာမင်းကလေးလာ